ခါတလီဘွားမှာကျွန်တော်တို့ဟာအသေးမွှားလေးလို့ထင်ရတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်မိတတ်ကြပါတယ်ကျွန်တော်ကတော့အဲ့ဒီဆုံးဖြတ်ချက်ကဝက်ကလေးတစ်ကောင်မွေးမဲ့ဆိုတဲ့ဆုံးဖြတ်ချက်ပါပဲဝက်ချန်တွေကအများကြီးထဲမှာအဖြူအမဲကြားလေးနဲ့အင်မတန်ချစ်စရာကောင်းတဲ့ဒီကောင်လေးကိုကျွန်တော်ရွေးချယ်ခဲ့ပါတယ်လက်ဖွားလေးထဲမှာပဲဆက်နေဒီအသက်လေးကိုကျွန်တော်တစ်သက်လုံးစောင့်ရှောက်ပါမယ်လို့ကိုကတိပေးခဲ့မိတယ်အင်ကိုဆက်ရောက်တဲ့နေ့ကအားလုံးထင်တယ်လို့ပန်းကင်းလက်မဟုတ်ခဲ့ပါဘူးသူကကျွန်တော်ကိုအရန်ကြောက်တီအနာမကတ်ခံခဲ့ဘူးလက်နဲ့ထိလိုက်တိုင်းတစားစားအော်ဟစ်နေတာဟာရင်နာစရာတောင်ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်လက်မလျှော့ခဲ့ဘူးမုံလေးတွေခွန်ကျွတ်တယ်ရေနွေးနွေးလေးနဲ့ရေချိုးပေးတယ်အေးမမိအောင်အင်ကြီးလေးတွေဝတ်ပြီးသူ့ရဲ့အကြောက်စိတ်တွေကိုမြေတာနဲ့အစားထိုးခဲ့ပါတယ်မြေတာဆိုလားလူတွေကြားထဲမှာတင်မကပါဘူးတရိစံလေးတွေမှလည်းနားလည်နိုင်စွမ်းရှိကြတယ်ဆိုတာသူတဖြည်းဖြည်းလိမ်မာလာတဲ့အခါကျွန်တော်သိလိုက်ရတယ်ဝက်ဆိုတာအစာပဲစားပြီးအိတ်နေတာမဟုတ်ပါဘူးသူတို့ဟာအရင်ကညံကောင်းတဲ့သူတော်ဝါတွေပါကျွန်တော်ရဲ့ဝက်ကလေးဟာစကိတ်ပို့စီးတက်လာတဲ့ခွေးလေးတွေလိုပဲကျွန်တော်ခိုင်းတာကိုနားလည်လာတယ်သူကစားနေတာကိုကြည့်ပြီးကျွန်တော်တို့အိမ်မှာရေမောတန်တွေပြည့်နှံနေခဲ့တာပေါ့အချိန်2နှစ်ဆိုတာမျက်စိသမင်အတွင်းမှာပဲဒါပေမဲ့ဒီ2နှစ်အတွင်းမှာသူကတော့တီတီတာတာပြောင်းလဲသွားခဲ့ပြီမီနီပစ်ဆိုတဲ့နာမည်ကသူ့အတွက်မမှန်ကန်တော့ပါဘူးအခုဆိုသူဟာတကားပေါင်းတဲ့တောင်မဆန်းတော့တဲ့အထိကြီးထွားလာခဲ့ပြီအစကတော့အံ့ဩမိပေမဲ့တဖြည်းဖြည်းနဲ့ကျွန်တော်လက်ခံလာနိုင်ပါတယ်ခန္ဓာကိုယ်ကြီးထွားလာတာနဲ့အမျှကျွန်တော်တို့ကြားကတန်ရောစင်ကလည်းပိုပြီးကြီးမားလာခဲ့လို့ပါပဲဒီဗီဒီယိုလေးကနေကျွန်တော်ပေးချင်တဲ့သင်ခန်းစာကတော့တရိษံလေးတွေကိုအချစ်သက်သက်နဲ့မွေးရုံနေမဟုတ်ပဲသူတို့ဘယ်လိုပဲပြောင်းလဲသွားပါစေနောက်ဆုံးအထိတာဝန်ယူစောင့်ရှောက်ပေးဖို့လိုအပ်ပါတယ်ကြောက်ရွံ့နေတဲ့တရိษံတကောင်ကိုလိမ္မာရင်ကျဲလာအောင်ပြောင်းလဲနိုင်တာဟာမေတ္တာနဲ့စိတ်ရှည်မှုပါပဲအရာအလုံးဟာကျွန်တော်တို့မျှော်လင့်ထားသလိုဖြစ်မလာနိုင်ပေမဲ့လက်တွေဘွားရဲ့ပြောင်းလဲမှုတွေကိုကြီးကျယ်နဲ့ကြီးလက်ခံပြီးပျော်အောင်နေတတ်ဖို့လိုအပ်ပါတယ်ရုပ်ဝတ္ထုတွေဘလောက်ပဲပြောင်းလဲသွားပါစေနှလုံးသားကြီးနီးစပ်သွားပြီဆိုရင်တော့ဘာကမှခွဲထုတ်လို့မရတော့ပါဘူး